ညက်တဲ့အိမ်ပြန်တယ်ဘာမှမလေးလာအောင်မိုးလေးရင်အလုတ်ထွက်လို့တယ်ညက်တဲ့အိမ်ပြန်တယ်သားသမီးလည်းမထိန်ကြောင်းနိုင်ဘူးမလုပ်နိုင်ဘူး parenting ပါလေသားသမီးကိုထိန်ကြောင်းတာပေါ့သားသမီးကိုထိန်ကြောင်းတာလည်းမလုပ်နိုင်ဘူးပတ်သက်ရှာတာတခုပဲလုပ်နိုင်တယ်ပတ်သက်ရှာလို့ခက်အောင်လုပ်ထားတယ်တိုင်းမျိုးပတ်သက်ရှာလို့ခက်အောင်လုပ်ထားတယ်စားဝတ်နေရေးချက်တဲအောင်လုပ်ထားတယ်အိမ်လားကတွေဈေးကြီးအောင်လုပ်ထားတယ်အိမ်ငားဖို့မလွယ်အောင်လုပ်ထားတယ်ဒီ6လစာချုပ်ပြီးရင်နောက်စာချုပ်ချုပ်လို့ရှိရင်ပွဲသားနဲ့ပေါင်းပြီးတော့အိမ်လားကတက်မှာကိုပူပင်အောင်လုပ်ထားတယ်ရုံနောက်ကြမှာကိုလမ်းမှာကားကြက်အောင်လုပ်ထားတယ်ကားပေါ်ရောက်ရင်နေရာမရအောင်လုပ်ထားတယ်တက်တောင့်တက်တာမနေရအောင်လုပ်ထားတယ်လူလိုမနေရအောင်လုပ်ထားတယ်အဲ့တော့ခမရလေးလာချိန်လည်းမရှိဘူးအားရနေချိန်လည်းမရှိဘူးခလေးကိုပြုစုဆောင်ရှောက်ချိန်လည်းမရှိဘူးကိုယ်တိုင်အတွက်နှလုံးသားအာဟာရကျွေးချိန်လည်းမရှိဘူးကြပြာဖတ်ချိန်လည်းမရှိဘူးစာဖတ်ချိန်လည်းမရှိဘူးဟလားဘာမှမလေးလာအောင်